ရှင်တို့ဆရာခေါင်းကြီးကျွန်းကိုသွားတာပြန်မရောက်သေးဘူးလေ ဟမ်အာစီကကော်ရီဂျီကျွန်းကိုသွားတယ်ဟုတ်လား ရှင်တို့သူအဲ့ကိုသွားတာမသိဘူးလား သိတော့သိပါတယ်ဟိုဒါမဲ့လေဟိုဘယ်အချိန်သွားမလဲဆိုတာမသိတာပါဗျာ ဒါနဲ့ဘာကိစ္စနဲ့လာတာလဲ ဟိုဒီလိုပါဟိုအာစီဇညုံလေးပါလေပြင်အောင်မလားလို့အဲ့ဒါလာမေးတာပါခင်ဗျာ ဒါဆိုရှင်တို့အောင် ဟိုဆရာကတော့ရဲ့ကျွန်တော်တို့ကအိမ်မှာခီးထွက်မှာဆိုတော့ပတ်စံပေးရတာလေအဲ့တော့ပတ်စံလေးနဲ့လိုတာနဲ့စင်ရလေးပါလေးရမလားဆိုတော့ထုတ်တာပါ ဆရာကုမ္ပဏီကထုတ်ရမှာမလား အဲ့ဒါတော့ဟုတ်ပါတယ်ဆရာကတော့ရေဟိုကုမ္ပဏီကလည်းကျွန်တော်တို့ထုတ်မပေးသေးဘူးလေဟိုအိမ်မှာလည်းဟိုဆန်လေးပါလေးဝယ်ပေးထားခဲ့ကြလို့ဟိုကုမ္ပဏီကဟိုပတ်စံထုတ်တဲ့ခါကျတော့ကျွန်တော်တို့ပြန်ပေးမှာပေါ့ဗျာအဲ့ဒါဆရာကတော့တို့ဟိုပတ်စံလေးကြိုထုတ်ပေးလို့ရမလားတော့ ရပါတယ်ကျမစီစဉ်ပေးလိုက်မယ်လေနော် ဟုတ်ကဲ့ပါ ဟိုဒါနဲ့အာစီကဘယ်တော့ပြန်လာမှာလဲ ဘယ်တော့ပြန်လာမလဲဆိုတာတော့အတိအကျပြောမသွားဘူးသွားတော့လင်း9ရက်လောက်ရှိပြီ ဟင်၄-၅ရက်ရှိပြီဟောအာစီကလည်းကွာလူကြီးသွားကြည့်တော့ဟုတ်ရလားမသိပါဘူး အားလုံးမတော့ပဲလူတွေအားလုံးမနေစေအချစ်ချောင်းယူပြီးအချစ်ချောင်းဆွေးရတယ်